ကျွန်တော်တို့ဘက်ထရီအိုးချောက်တွေထဲမှာ acid ခံသွားတဲ့အခါမှာဘက်ထရီရဲ့စမ်းဆောင်ရည်တည်တည်တသာကျဆင်းသွားပြီးတော့အားမဝင်တော့တာအားမခံတာမျိုးဖြစ်တတ်ပါတယ်။မှန်ပြောရရင်တော့အိုးချောက်တွေကိုစက်ရုံမှာကလေးကတမက်ပမာဏအတိုင်း acid ဖြည့်ပြီးအသေးပိတ်ထားတာဆိုတော့ပုံမှန်ဆိုရင်ရေပြန်ဖြည့်ဖို့မလိုပါဘူး။ဒါပေမဲ့ဘက်ထရီသက်တမ်းကြာလာတာအားလွန်ကျွံသွင်းမိတာဒါမှမဟုတ်အပူဒဏ်ကြောင့်အတွင်းကအရည်တွေအငွေ့ပြန်ပြီးခန်းချောက်သွားတတ်ပါတယ်။ဒီလိုမျိုးအရေးခန်းချောက်လာတဲ့အခါမှာဘက်ထရီကိုဖောင်းတာတွေဖြစ်လာလို့အာမခံနာနောက်အာသွင်းတဲ့အခါမှာလည်းအာမဝင်တာတွေဖြစ်လာတတ်ပါတယ်။နောက်ထပ်အဆိုးဆုံးချက်ကတော့အာသွင်းနေတဲ့အချိန်မှာဘက်ထရီကပုံမှန်နဲ့အလွန်မင်းပူလာတာပါပဲ။ဒါကြောင့်အာသွင်းရင်းနဲ့လည်းအိုကွဲနိုင်တာပေါ့နော်။ဒီလိုအခြေအနေမျိုးဖြစ်လာခဲ့ပြီဆိုရင်ကျွန်တော်တို့ကဘက်ထရီကိုစစ်ဆေးပါတယ်ဘက်ထရီရဲ့တန်ဘယ်လောက်ကြာပြီလဲဘက်ထရီပလိပြားကောင်းသေးလားသူအိုးချောက်ဒီမှာကသူကမီးချောက်နေရာလေးတက်ပါတယ်ပေါ့နော်အဲ့ဒီမီးချောက်နေရာလေးကိုကျွန်တော်ကဖွင့်ကြည့်လိုက်တဲ့အထက်ကပလိပြားကိုမြင်ရတယ်အဲ့တော့အဲ့အချိန်ဒီမှာပလိပြားကလည်းကောင်းနေသေးရဆိုရင်ဘက်ထရီတက်လည်းတိတ်မကြအောင်ဆိုရင်သူ့ကို acid ဖြည့်ဖို့ acid ဆိုတာကအရင်ပြင်းတဲ့ acid မဟုတ်ဘဲနဲ့ဒီတင့်တော်တဲ့ပြင်းအားရှိတဲ့တင့်တော်တဲ့ပြင်းအားပမာဏရှိတဲ့ acid ဖြည့်ဖို့အတွက်ကျွန်တော်လှုပ်ဆောင်ပါတယ်အဲ့မှာ two way အိုးချောက်ဆိုရင်တော့ဒါကအပေါ်အဖုံးလေးတွေဖွင့်လိုက်ရင်ဖြည့်လို့ရတယ်ဆိုပေမဲ့ one way အိုးချောက်ဆိုရင်တော့မဖြစ်မနေသူအပေါက်ဖောက်ပေးဖို့လိုလာပါတယ်ခင်ဗျာလူတော်များများက acid အိုးချောက်အသုံးပြုတဲ့အခါမှာဒါ acid ထည့်စရာမလိုဘူးဆိုတော့ maintenance လုပ်စရာမလိုဘူးဆိုပြီးတော့နည်းနည်းလေးတတိမမှုဖြစ်တတ်ကြပါတယ်တကယ်တော့သူဒီလဲ acid အိုးဖြစ်တဲ့အတွက်ချာခြင်းမဝင်မှုဆိုရင်အထက်က acid power ပျော့ပြီးရေဖြစ်မယ်ချာခြင်းအဝင်များရင်လည်းအထက်က acid ပြင်းအားများပြီးတော့အရေခမ်းတာမျိုးထိဖြစ်နိုင်ပါတယ်ဒါကြောင့်ဘက်ထရီအိုးဆိုပဲသုံးဘက်ထရီအိုးကြောက်ပဲသုံးone way ပဲသုံးtwo way ပဲသုံးချာခြင်းစနစ်ကိုတခြားဂရုတစိုက်စစ်ဆေးပြီးတော့ကြည့်တင်တယ်လို့အကြံပေးပါရစေခင်ဗျာ